သမီးကတော့မူးမူးပါဖြစ်ပါတယ်သမီးအစကတော့ယုံကြည်သူမဟုတ်ပါဘူးပြောင်းလဲတာတော့ယုံကြည်သူဖြစ်လာတာတော့အခုမှတလကျော်လေးပဲရှိပါသေးတယ်ဟိုလိုက်စင်းစေဆရာကြီးဝင်းများတဲ့တရားကိုနားထောင်ပြီးတော့သမီးမှတက်တည်ဒီတရက်နေ့ရပေါ့ဒီတရက်နေ့အတွင်းမှာတက်တည်တစ်ခုရှိတယ်April 25ရက်6ရက်26ရက်26ရက်နေ့ကသမီးတက်တည်တစ်ခုရပါတယ်ဘယ်လိုတက်တည်လဲပြောပြလို့ရတာသမီးဟုတ်ကဲ့ရှင်ပြောပြလို့ရပါတယ်သမီး26ရက်နေ့မရောက်ခင်နေ့ကတပတ်လောက်သမီးဘိုင်းအောင်နေပေါ့နော်ဘိုင်းအောင်နေအောင်လိုက်မအောင်လိုက်အဲ့လိုဖြစ်တယ်26ရက်နေ့မနက်မှာတော့ဘုရားကျောင်းတက်ဖို့ရှိတယ်ဘုရားကျောင်းတက်ဖို့ရှိတော့သမီးအောင်တော့မတက်ဒီနေ့တော့မတက်တော့ဘူးဆိုပြီးတော့သမီးအဲ့လိုမျိုးသမီးခင်မုန်းသမီးပြောတယ်ပေါ့ကိုကြီးမိုးတော့ဒီနေ့ဘုရားကျောင်းမတက်တော့ဘူးဘိုက်အားအောင်နေကိုကြီးမိုးဒီနေ့တော့ဆူတောင်းပေးပါလားအရင်ကိုကြီးဆိုတာခင်မွန်းတယ်ပေါ့ခင်မွန်းတယ်ဟုတ်ကဲ့ခင်မွန်းတယ်အရင်တုန်းကဆိုလို့ရှိရင် तू ဘာပဲဆူတောင်းသမီးပျောက်ခဲ့တယ် तू ဆူတောင်းလိုက်သမီးပျောက်တယ်ဆူတောင်းလိုက်ပျောက်တော့သမီးသူ့ကိုဆူတောင်းခိုင်းတယ်ပေါ့သမီးရခင်မွန်းတယ်ကိုဆူတောင်းခိုင်းတယ်ကိုကြီးမိုးဆူတောင်းပေးဆိုတော့ तू ကမကြားချင်အောင်ဆောင်နေတယ်ဆရာကြားချင်အောင်ဆောင်နေပြီးတော့အချိန်ချင်းပြောပါများမှသူသမီးကိုဆူတောင်းပေးတယ်တက်တော့တက်တာမင်းခဏပဲတက်တာမင်းမပြောက်ဘူးဆရာကြီးစီမှာဖျားကြောင်သွားတက်ဆရာကြီးစီမှာကိုယ့်ရဲ့အပြုကိုဝင်ချပြီးတောင်းမှန်အဲ့ဒါဆိုလို့ရှိရင်ဆူတောင်းခံရင်ပျောက်မယ်ကိုကြီးကပြောတယ်အဲ့ဒါသမီးရေမိုးချိုးပြီးတော့ဖျားကြောင်ကိုတက်ခဲ့တယ်ဆရာမန်းကျော်မြင့်ဟောတဲ့တရားကိုနားမထောင်ခင်မှာဆရာဆူတောင်းပေးတာကိုဆူတောင်းသွားခံတယ်ဆူတောင်းခံတဲ့စီမှာတင်သမီးဘိုင်းအောင်တာဆူတောင်းခံလို့ပြီးလဲပြီးသွားဘိုင်းအောင်တာတိတိတတ်တာကိုပျောက်သွားရင်းနှီးထက်တန်ကြီးပျောက်သွားတယ်လုံးဝအောင်တော့သမီးမှာဘာယောဂမှမရှိတော့ဘူးအခုဘာမှမအောင်တော့နော်ဘာမှမဖြစ်တော့ဘူးဆရာအောင်နေမှာဘိုင်းအောင်တာနေမဟုတ်တော့ဘူးနော်ဒီလက်ဒီကြောကုန်းတွေခါးဒီအမျိုးသားကိုနှိပ်ခိုင်းရတယ်ခင်မွန်းတယ်ကိုနှိပ်ခိုင်းရတယ်သမီးကြောကုန်းတွေအောက်တယ်ခါးတွေအောင်တယ်သူ့နှိပ်ခိုင်းရတယ်အခုအဲ့ဒါတွေကဘာမှမဖြစ်တော့ဘူးပုံလုံးပျောက်သွားတယ်သမီးဒါနဲ့မနေ့ကထပ်ပြီးဒုတိယကြိမ်ဆူတောင်းပြီးတော့ဘာတွေတက်တည်ရဘလို့မျိုးခံစားလဲဝိညာဉ်တော့တန်ရှင်းတော့ဘလို့လုံးလုံးလဲတန်ရှင်းတော့ဝိညာဉ်ကသမီးကိုချစ်ပါတယ်ဘုရားသခင်ကသမီးကိုချစ်တယ်သမီးဆူတောင်းလေဘုရားသခင်သမီးကိုဘုရားသခင်ရဲ့သွေးတော်နဲ့ရွေးနှုတ်ရဲ့ကယ်တင်ခဲ့တဲ့အတွက်သမီးကျေးဇူးတင်တယ်ဘုရားသခင်ကိုသမီးကျေးဇူးတင်တယ်သမီးဘဝမှာကိုတော်မရှိရင်မဖြစ်ဘူးသမီးကိုလမ်းပြပါတကားကြီးလည်းဖွင့်ပေးပါသမီးဆူတောင်းတယ်ပေါ့နော်ဆူတောင်းရင်းနဲ့သမီးလဲသွားတယ်ဆရာလဲသွားတယ်ဝမ်းသာတယ်နော်သမီးကိုဘုရားသခင်ကချစ်တယ်သမီးကိုပြစ်မထားဘူးဆိုတော့သမီးသိလိုက်ရတယ်အဲ့ဒီခံစားချက်ကိုခံစားလိုက်ရတယ်သမီးအစမယုံကြည်ဘူးယုံကြည်တာတစ်လကျော်ပဲရှိသေးတယ်မြန်မာပြည်ကနေပြီးတော့သမီးလာတဲ့အခါမှာသမီးဆူတောင်းခဲ့တယ်ဆရာအောင်မြင်ကဝေးပြီးကနေပြီးတော့မော်လမြိုင်ကားစီတယ်သမီးဘုရားသခင်အဲ့တော့သမီးမယုံကြည်သေးဘူးမယုံကြည်သေးပေမဲ့သမီးဘုရားသခင်သမီးကိုစောင့်ရှောက်ပါသမီးသွားတဲ့လမ်းခီးမှာသမီးကိုစောင့်ရှောက်ပေးပါစစ်စစ်မင်းမြန်းနေရတယ်ကင်းလို့အောင်ပေါ့သမီးဆူတောင်းခဲ့တယ်သမီးကလေးတွေနဲ့လာတာသမီး2ယောက်ညီမ1ယောက်သမီးနဲ့ဆိုတော့စုစုပေါင်း4ယောက်ပေါ့မင်းကလေးတက်ပဲလာခဲ့တာဆိုသမီးဆူတောင်းခဲ့တယ်မော်လမြိုင်ရောက်တဲ့ထိသမီးဘာအန်ရင်းမှမရှိဘူးမော်လမြိုင်ကနေပြီးတော့ဘုရားသုံးဆူလာတယ်အဲ့မညာအိတ်တယ်ဆူတောင်းတယ်လမ်းခီးမှာစစ်စစ်မင်းမြန်းသမီးကလွတ်တယ်တခြားသူတွေမေးတယ်ဘယ်သွားမလဲဘုရားသုံးဆူပဲသမီးကကြတော့ထိုင်းကိုသွားမှာပြောတယ်သမီးကိုဘာမှဆက်မစစ်တော့ဘုရားသုံးဆူပဲသွားမယ်လို့ဘာသွားလို့မလဲသမီးသွားချက်မှာဘယ်မှာချက်မှာလဲလုံးယုံမှာလားဆက်ယုံမှာလားဘယ်မှာချက်မှာလဲအဲ့လိုမေးတယ်ဟောသူများတွေအဲ့လိုမေးတယ်ဘုရားသုံးဆူနေသွားမယ်လူကြတော့အဲ့လိုမျိုးအများကြီးမေးပြီးတော့သမီးထိုင်းကိုသွားပါမယ်လို့ပြောလိုက်တယ်ကြတော့မမေးဘူးဘာမှဆက်မမေးတော့ဘူးဘုရားရဲ့ကောင်းကြီးဘုရားသမီးကိုဆောင်းလျှောက်တယ်လေအာမင်သူတို့နားမှာဘယ်လိုတွေကြားလဲမသိဘူးသမီးကိုသွားခိုင်းလိုက်တယ်ကားပေါ်တက်ရောသမီးဘေးအန်ရဲ့ကင်းရှိနေရောက်ခဲ့တယ်သမီး
အဲ့တော့အော်ဘုရားသခင်ကငါ့ကိုချစ်တယ်ငါ့ကိုကာကွယ်တယ်ဆိုပြီးတော့သမီးနှစ်ရှင်းခံခြင်းနဲ့စိတ်ကြီးပေါက်ခဲ့တယ်ဒီရောက်တော့ဆရာဘော်ကြီးရဲ့နှုတ်ကပတ်တော်နားထောင်ပြီးတော့အဲ့တရားကိုနားထောင်ပြီးသမီးနှစ်ရှင်းမှာခံပြသွားတယ်ယုံကြည်မှုဖြစ်သွား အာမင်အာမင်ဘုရားသမီးဖြစ်သွားတာဗောနော် ဟုတ်ကဲ့ရှင် အာမင်ကျေးဇူးတင်တယ်နော် ဟုတ်ကဲ့ပါရှင် โอเคဘုရားကောင်းကြီးပြပါစေ ပါ